ဒူဒူလေးအတွက်အမှားစကားလေးပြောလိုက်တယ်ဒူဒူလေးတဲ့စူးစမ်းသမျှပေါ့နော်အရာရာအောင်မြင်ပါစေတဲ့ဖုန်းလေးတွေကနေအမြဲအားပေးနေပါတယ်အရန်ချစ်တယ်တဲ့ဂယုစိုက်ပြီးလဲကံပါနော်တဲ့ထိခိုက်ဒဏ်ရာနဲ့လည်းကင်းဝေးပြီးတော့ဂိုးသွင်းတာတွေကိုလည်းမျှော်နေပါတယ်တဲ့ဂိုးတွေလည်းအများကြီးသွင်းနိုင်ပါစေတဲ့နော်ပေးခိုင်းတဲ့ညီမလေးကလေဟိုဟာ fan group တွေကပဲလို့ပြောတယ်နော်သူ့ရဲ့အကောင့်လေးကိုလည်းပြခိုင်းတယ်လေပြီးတော့ဒူဒူလေးအတွက်အမှားစကားလေးပြောလိုက်တယ်ဒူဒူလေးတဲ့စူးစမ်းသမျှပေါ့နော်အရာရာအောင်မြင်ပါစေတဲ့ဖုန်းလေးတွေကနေအမြဲအားပေးနေပါတယ်အရန်ချစ်တယ်တဲ့ဂယုစိုက်ပြီးလဲကံပါနော်တဲ့ထိခိုက်ဒဏ်ရာနဲ့လည်းကင်းဝေးပြီးတော့ဂိုးသွင်းတာတွေကိုလည်းမျှော်နေပါတယ်တဲ့ဂိုးတွေလည်းအများကြီးသွင်းနိုင်ပါစေတဲ့နော်ရှင်းပြပါစေကျေးဇူးများတင်ပါတယ်ဘယ်လိုဒါလေးကသူ့အကောင့်လေးပထမတစ်ခါလေးဟိုပွဲမှာလည်းပေးသေးတယ်အော်ဟုတ်ကဲ့ဟုတ်ကျေးဇူးများတင်ပါတယ်မဟုတ်ဒါကတော့သူကလေး2ရုပ်ရဲ့အဲပန်းစီလေးရပေးခိုင်းတယ်ရလားဒါကြတော့လေဟိုဟာ HDO လို့ပြောလိုက်ရင်သိတယ်အော်တွေ့ပူမဲ့ထင်တယ်သူကကြတော့လေဒူရိုးအတွက်အမှားစကားလေးကဒူရိုးတဲ့ဂိုးသွင်းမှာကို TV ကနေပြီးတော့ထိုင်ကြည့်နေမယ်တဲ့ပေးတဲ့သူက HDO လို့ပြောလိုက်ရင် तू သိပါတယ်တဲ့အော်ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ပါညီမလေးဟုတ်也可超飞，绝大就开，看那个球赛。